ကဲဒီနေ့အိမ်နာနီးချင်းဖြစ်အိမ်နာအမြင်မသားရတာဟောဖြစ်လို့ပေါ့နော်အိမ်နီးကျွန်တော်အိမ်နဲ့မျက်နှာချင်းမှန်တာအကွက်လေးနဲ့ကျွန်တော်မိတ်ဖက်ပေးဦးမယ်ဒါကျွန်တော်ဘယ်မှာလဲဖို့ကျွန်တော်ပြည်ဦးလိုမျိုးရက်ွက်ကြီးဖက်နဲ့ရေချမ်းဦးမှာတည်ရှိတယ်ကျွန်တော်တန်မိုးနဲ့ခြံလေးနဲ့မိတ်ဖက်ပေးမယ်ပြည်ဦးလေးမှာရက်ွက်ကြီးဖက်နဲ့ရေချမ်းဦးဆိုတာကျွန်တော်တို့ဒီလမ်းထဲမှာပေါ့နော်ဒါဆိုကျွန်တော်နေတဲ့နေရာကိုဒါမြစ်တာမွန်လမ်းထဲမှာကျွန်တော်နေရပါပေါ့နော်မြစ်တာမွန်လမ်းထဲမှာဆိုလို့ကျွန်တော်ရောင်းကွက်မရှိတော့အောင်ရှားတယ်အကွက်တည်းကနော်ရောင်းကွက်မရှိဘူးဒါရှာပပအကွက်လေးထွက်လာလို့ကျွန်တော်ဒီမဲ့ရိုက်တာပေါ့နော်ဒီ channel ရဲ့ page ကဆိုကျွန်တော်တို့ပေမျက်နှာပါပေကျွန်တော်တို့40ဟိုတစ်ဖက်ကပေ30တစ်ဖက်ကနောက်ပိတ်ကပေ90ဒီဘက်တစ်ဖက်ကတော့ပေ60ကျဲဝန်းပါတယ်နော်ရေမီးဖုံမယ်40ရေမီးဖုံတယ်ဖြစ်တယ်ရေမီးလွယ်မယ်နော်ရေမီးလွယ်တယ်နေရာကောင်းတယ်ဈေးကကြက်သိန်း1500ပါရှင်နဲ့တရက် shorting လုပ်လို့ရတယ်နော်ဒီ channel ရဲ့ဒါပုံရင်ဟိုပြောမယ်ဆိုကျွန်တော် VIP ရက်ကွက်ထဲမှာလည်းနေရမယ်ချန်ပီလေးကတော့မညီတာတခုပဲနော်ဒီဟိုချန်အိမ်ကောင်းကောင်းဖောက်မယ်ဆိုရင်ဖောက်လို့ရတယ်နော်နေရာနေထားရန်ကောင်းတယ်နော် VIP ရက်ကွက်ထဲမှာတည်ရှိတယ်ဘေးမှာဆိုရင်ကျွန်တော်တို့ဒါအိမ်ကြီးအိမ်ကောင်းတွေကိုလည်းဒါကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်နော်နေရာလေးအရန်ကောင်းပါလေဟုတ်ကဲ့ဒီကျွန်တော်ရဲ့ Cherry မြို့တော်အိမ်ချမ်းမြေကိုဖက်ဖက်ဖုန်ဖန်ဝယ်ယူနိုင်တယ်လာရောက်လေကြည့်ရှုနိုင်ပါတယ်နော်ဟုတ်ကဲ့အားလုံးဘိုင်ဘိုင်